တော်လိုင်းရေးလုပ်တဲ့လူတွေတော့ကျွန်တော်တို့နည်းနည်းကျွန်တော်တို့နားလည်မှုတော့နည်းနည်းပြောင်းစေချင်တယ်ဗျနော်ဟုတ်ဘာဖြစ်လဲဆိုရင်ဒီတော်လိုင်းရေးလုပ်တယ်ဆိုတာသူတို့မြေပြင်မှာတိုက်ပွဲနိုင်တာနဲ့မပြီးဘူးဗျအဲ့တော့ဒီတော်လိုင်းရေးမှာအနည်းဆုံး၃ပိုင်းရှိတယ်ဆိုတာကိုကျွန်တော်တို့အများစုကနားလည်ထားဖို့လိုတယ်အခုမြေပြင်တိုက်ပွဲရတစ်ပိုင်းအခုဒီ20ရာစုနဲ့21ရာစုမှာအပြတ်အသတ်မြေပြင်တိုက်ပွဲနဲ့အနိုင်ရသွားတယ်ဆိုတာတခါမှမကြားဘူးနော်ဒီတိုက်ပွဲတွေက pressure ပဲသူတို့ဖိအားပေးတာပဲဖိအားပေးပြီးတော့တစ်ဖက်ကဖိအားတော်တော်ညော့လာပြီဆိုလို့ရှိရင်ဒီဖိအားကြောင့်သူတို့မှာခုခံအားညော့လာပြီဆိုလို့ရှိရင်သူတို့ဇပွဲမှာသွားပြီးတော့သူတို့ဖြည့်ရှင်းကြမှာပဲအညံ့ခံမယ်နော်အဲ့တော့အဲ့ဒါမျိုးဒါပေမဲ့ပို့ပြီးတော့အရေးကြီးတဲ့အပိုင်းနှစ်ပိုင်းရှိတယ်ဆိုတာကိုအများစုကသိပြီးတော့လက်မခံချင်ကြဘူးပေါ့နော်ဒီကမ္ဘာနိုင်ငံရေးပေါ့နော်ဒီနိုင်ငံရေးအရာတိုက်ခိုက်ဖို့လဲလိုတယ်နော်တိုက်ခိုက်တယ်ဆိုတာနှစ်ဖက်လောက်ရမှာဗျဒီစစ်တပ်ဘက်ကအာရုံအောင်ရင်ကိုယ့်ဘက်ကအာသာအောင်ရင်နှစ်ဖက်စလုံးကိုတခါတည်းလောက်ရမှာပြီးလို့ရှိရင်စီးပွားရေးအရာတိုက်ခိုက်ဖို့လဲလိုတယ်အဲ့ဒါလည်းဒီလိုပဲစောစောတော့လို့စစ်တပ်ဘက်ကစီးပွားရေးပိတ်ဆို့မှုတွေများတယ်သူတို့စီးပွားရေးလောက်ရတာပိုခက်တယ်ပါတယ်ဖြစ်အောင်လုပ်ပြီးတော့ကိုယ့်ဘက်ကလည်းနော်ကိုယ့်ဘက်ကတိုးတက်အောင်လုပ်နေရမယ်မလုပ်နိုင်ရင်တော့မှကိုယ့်ဘက်မှာဒီစီမံချက်တွေရှိပါတယ်ပေါ့နော် plan ရှိပါတယ်ကျွန်တော်တို့ဒီတိုင်းပဲမျက်စိမိတ်သွားနေတာမဟုတ်ပါဘူးဆိုတာကိုပြနိုင်အောင်လုပ်ရမှာပေါ့နော်